ဒါပေမဲ့အမေကကျမကိုအမြဲတမ်းတားခဲ့တယ်အဲ့ဒီလိုပြောစကားတွေကိုဘီယူမဆိုင်ဖို့နဲ့စိုးစိုးနေရတာဟာမထိုက်တန်ဘူးလို့ကျမကိုပြောတတ်တယ်ကျမကတော့ပါဇက်ကတာအင်းလို့ပြောလိုက်ပေမဲ့စိတ်ထဲမှာတော့ဆက်ပြီးစိတ်တူနေတော့မယ်ဒီနေ့မှာတော့လေတော့ကပြန်ရှမ်းမိသားစုကအဖေနဲ့ပတ်သက်ပြီးမကောင်းပြောနေတာကိုဆက်ကြားလိုက်ရပြန်တယ်အဖေကခြေထောက်မတန်ဆွမ်းခြေစွန့်တဲ့အတွက်အမေနဲ့မတန်ဘူးလို့သူတို့ကပြောနေကြတာကျမမကြီးရွယ်ပဲရက်တန့်သွားမိပြီးအဖေရဲ့ခြေထောက်ကိုခဏလောက်ကြည့်လိုက်မိတယ်အဖေခြေထောက်ကစစ်ပွဲအတွင်းမှာဒဏ်ရာရခဲ့တာပါလမ်းလျှောက်တဲ့အခါသူအမြဲတမ်းထုံးနေဖြစ်နေတတ်တယ်မိုးရွာတဲ့နေ့တွေမှာဒါမှမဟုတ်လမ်းအများကြီးလျှောက်တဲ့အခါမျိုးမှာသူရမ်းလာခြင်းရတတ်တယ်ဒီနေ့တုန်းကတော့ကျမဒါကိုသတိမထားမိခဲ့ဘူးဒါပေမဲ့ရှမ်းမိသားစုပြောတာကိုကြားပြီးတဲ့နောက်မှာတော့ကျမအရန်ကိုစိတ်မကောင်းဖြစ်သွားမိတယ်အဖေအတွက်ရင်ထဲမှာနာကျင်ရပါတယ်အဖေကကျမကြည့်နေတာကိုချက်ချင်းသတိထားမိသွားတယ်သူကသူ့ခြေထောက်ကိုမုန်းကြည့်ပြီးတော့ကျမကိုပြန်ကြည့်တယ်အဲ့ဒီအချိန်မှာသူ့မျက်လုံးထဲမှာသတိထားမိဖို့ခက်ခဲတဲ့ဝမ်းနည်းလေးတွေတစ်ချက်ဖြစ်ပြီးသွားတာကိုကျမမြင်လိုက်ရတယ်အဲ့ဒီချိန်ကစပြီးအဖေဟာလမ်းလျှောက်တဲ့အခါကျမမမြင်စေချင်တာကြောင့်ခြေထောက်တိတ်မထွန်းနိုင်အောင်ပို့ပြီးတော့ဂရုစိုက်ပြီးလျှောက်လာခဲ့တယ်အမေကတော့ကျမတခုခုဖြစ်နေတယ်ဆိုတာကိုရောအဖေရဲ့ပြောင်းလဲသွားတဲ့အပြုအမူကိုလုံးမချခင်ပါပဲသိထားမိသွားတယ်တခါမှတော့ဘေးမှာဘယ်သူမှမရှိတဲ့အချိန်အမေကကျမခေါင်းကိုခပ်ပုတ်ပွားလေးခောက်လိုက်ရင်နင့်အဖေကနင့်အပေါ်မကောင်းလို့လားသူနင့်အတွက်ရောဒီမိသားစုအတွက်ရောဘယ်လောက်တောင်လုပ်ပေးခဲ့လဲဒါကိုနင်းသတိမထားမိဘူးလားလို့ရေးတဲ့အဟဲငယ်ငါတို့တွေဟာကျေးဇူးကမ်းတဲ့သူတွေမဖြစ်သင့်ဘူးရွာတွေကလူတွေမြင်တယ်လို့မျိုးအဖေကိုငါတို့ကမကြည့်သင့်ဘူးသူ့ခြေထောက်ကတိုင်းပြည်ကိုကာကွယ်ရင်းဒဏ်ရာရခဲ့တာဒါဟာရှက်စရာကောင်းတဲ့အရာတစ်ခုမဟုတ်ဘူးသူဟာဂုဏ်သိက္ခာရှိပြီးတတိရှိတဲ့ယောက်ျားတစ်ယောက်ပဲကျမလည်းအဖေရဲ့ခြေထောက်မတန်ဆွမ်းမှုကိုနှိမ်ချကြည့်နေတယ်လို့အမေကထင်သွားပြီးအရန်စိတ်တူသွားတာပါဒါပေမဲ့ကျမကိုတကယ်တမ်းတော့မရရက်ခဲ့ပါဘူးသူမကကျမကိုစိတ်ပြက်လက်ပြက်နဲ့ပဲကြည့်နေတယ်ကျမလည်းချက်ချင်းပဲသူမရဲ့လက်ကိုဆွဲကန်ပြီးရှင်းပြလိုက်တယ်မိမေသမီးဖေဖေကိုအထင်မသေးပါဘူးဘယ်တော့မှလည်းအထင်မသေးခဲ့ဘူးသမီးကဖေဖေဖြစ်နေတာကိုကြည့်ပြီးစိတ်မကောင်းဖြစ်ုံတင်မှာမိုးရွာတဲ့နေ့တွေဆိုရင်ဖေဖေခြေထောက်ကနာတတ်တဲ့လမ်းစာကြီးလျှောက်ရင်လည်းနာပြန်ရောအရန်တတိရှိပြီးတန်မာတဲ့ဖေဖေကအဲ့ဒီတန်ရာကြောင့်လမ်းလျှောက်ရတာခက်ခဲနေတာကိုကြည့်ပြီးသမီးရမ်းနာကျင်ရတယ်သမီးစိတ်ပညာသင်ခြင်းနဲ့ဆရာတယောက်စီမှာရှာဖွေတင်ယူခြင်းနဲ့ဒါမှဖေဖေခြေထောက်ကိုကူပေးနိုင်မလားလို့ဖေဖေထပ်ပြီးမခံစားရတော့အောင်သက်သာသွားအောင်လို့ပါကျမရဲ့နှလုံးသားထဲမှာဖေဖေရဲ့ခြေထောက်ဟာဘယ်တော့မှဝင်တော့ဝင်ဖို့တခုဒါမှမဟုတ်ရှက်စရာတခုမဖြစ်ခဲ့ဘူးပါဘူးဖေဖေအတွက်ကိုချင်းစာပြီးနာကျင်ရရုံတက်တက်ပါကျမရဲ့စိတ်ကူးကိုပြီးသွားတဲ့အခါမေမေကအရန်ပဲစိတ်လှုပ်ရှားသွားတယ်ဒါပေမဲ့တစ်ဖက်ကလည်းစိုးရိမ်နေပြန်တယ်အဟဲစိတ်ပညာသင်ယူဖို့ဆိုတာဘယ်လိုမှမလွယ်ဘူးကွယ်ဒါအပြင်စေကန်းတွေနဲ့ဆရာဝန်တွေကလည်းမိန်းကလေးတွေကိုတပည့်အဖြစ်လက်ခံလေးမရှိကြဘူးမိန်းကလေးတယောက်အတွက်စိတ်ပညာသင်ဖို့ဆိုတာခက်ခဲလုံးပါတယ်မိမိရဲ့စိုးရိမ်မှုတွေကအကြောင်းမဲ့တော့မဟုတ်ပါဘူးမိန်းကလေးတွေအနေနဲ့လူရှိသူရှိထွက်ပေါ်လာဖို့တောင်ခက်ခဲနေတာစိတ်ပညာသင်ဖို့ဆိုတာပိုတောင်ဝေးသေးတယ်ဆရာဝန်ကမှမိန်းကလေးတပည့်ကိုလက်မခံကြဘူးလေဒါပေမဲ့ကျမတို့စကားပြောနေတာကိုအိမ်ပြန်ရောက်လာတဲ့ผู้ချန်ကန်ကအပြင်ကနေကြားသွားခဲ့တယ်သူတကားဝမှာအတော်ကြာအောင်တိတ်တိတ်လေးရက်နေခဲ့မိတယ်သူနှစ်ရက်တိတိစကားတစ်လုံးမှမပြောဘဲနေခဲ့ပေမဲ့တခါတလေကျမကိုကြည့်တဲ့အခါသူ့ရဲ့မျက်လုံးထဲမှာခံစားချက်ပေါင်းစုံရောပြွန်းနေတာကိုတွေ့ရတယ်